neath the stones that once was my home. Bleach neath the stones that once was my home. Bleach လူကောင်းနေစားငါတည်သွားရင်ပိုကောင်းမယ်ငါတည်သွားလို့ကဘာဟာငြိမ်းချမ်းသွားရင်ပိုကောင်းတယ်လူတွေချင်းချင်းပိုပြီးတင်းမြင့်စေခြင်းမိတယ်စစ်ပွဲတွေချာကလူတွေကိုလည်းတနာမိခဲ့တယောက်နဲ့တယောက်မတည်ပဲနဲ့တတ်ခဲ့ရနေရုပ်တွေလိုပဲအသက်မဲ့တဲ့ဆက်ရုပ်ဝကဲဆိုရင်ငါတို့ကဘာကိုဘာမှညှင်းဆန်လို့မရရရှိထားတဲ့အချိန်အလဟတ်တာဖြုံးတီးမလားအပေါ်ရန်တက်မှတ်မှုတွေလူရပြေးဝဲကိုချင်းတိတ်ခါတွေကိုလည်းအရှက်မဲစွာလဲမဲ့နာမည်ကြီးဖြစ်ဖို့အတွက်ဘာဆိုဘာမှခီးဦးမဆအဲ့လိုလူတွေလည်းဒူးနဲ့ဒေးပဲသူတို့ကိုအာမပေးလဲမြင်နေရတဲ့ဆိုရှယ်များဝဲဒါတွေကိုထားလိုက်တော့ပညာတွေရကြပါတော့တက်ဆိုတာပြန်မငယ်ဘူးလောကကြီးမှာနေခဲ့ရသလောက်ကောင်းမှုတွေထားခဲ့ဖို့အချိန်တစ်ခုလည်းပြင်ဆင်ထားဖို့တက်ကြီးမှတရားရှာရင်မလွယ်ဘူးလို့စဉ်းစားထားလူချင်းချင်းလေးစားတက်ဖို့ကိုလည်းကြိုးစားထားဘုရားဟောတရားကိုလက်တွေ့ကောင်းတဲ့ဖို့မေတ္တာကိုဖြန့်ရခဲ့လှခဲ့တဲ့လူ့ဘဝမှာပေါ့ဘာကိုရွေးချယ်မလဲအခိုက်တန်လေးတစ်ခုလားရေရှည်တွင်စဉ်းစားရေရှည်တွင်စဉ်းစားရွေးပြီးရင်ပြန်မလဲနဲ့မှားရင်တော့ပြန်လဲခဲ့စက်မားရဲ့မိုင်းမဲမှုကမျိုးမိသွားမယ်အချို့တက်ပြီးပြောတဲ့စကားတွေကိုလည်းပိုတတိထားရှာတဲ့ဓာတ်ထဲပြီးနောက်ကြောကထိုးမဲ့သူတွေကများဆိုးရတွေများလာလို့ခွာကြီးကပိုကောင်းမလားဘယုတ်ဒုက္ခဖြစ်လာတဲ့ယာတီများလား28 3လ2025လောက်ခန့်ငလင်ကမြွားပြီးတစ်ပိုင်းကိုဝါမျိုးသွားမိအေးကနှခါသားနာငါချစ်တဲ့တိုင်းမီကတော့ခါကနာလူမသေးပေမဲ့စိတ်တည်တဲ့သူတွေများလာတာအလုံးနီးပါးပြုတ်ကသွားစိတ်ပိုင်းဆိုင်ရာကိုမာရဖြစ်ဆိုးတွေကြားထဲမှာမျောလင်းချက်တွေမိန်ကသွားအကြံပေးခြင်းပါတယ်အစဉ်ပြေသွားလိမ့်မယ်အခက်ခဲတွေကိုကြောက်ဖြတ်သွားမယ်အမောင်ဆုံးတွေပြီးရင်လင်းဆိုတာလာပါလိမ့်မယ်အဲ့ချိန်လေးထီတော့တောက်ခံထားခွေဘာကိုရွေးချယ်မလဲအခိုက်တန်လေးတစ်ခုလားရေရှည်တွင်စဉ်းစားရေရှည်တွင်စဉ်းစားငါမွေးလာတာမားလို့လားမွေးဖွားတဲ့နေရာကပဲမားလာလားကိုစမ်းစစ်ရင်းနဲ့ပဲအချိန်ကုန်သွားပေးရတဲ့ຢာပြန်ရမယ့်ຢာကမတန်ပါလားမတန်ပါလားအကုန်လုံးကိုစူးစမ်းပြီးမှချမ်းငါသွားမရှာပဲနေလို့လည်းမဖြစ်ပါလားစားဖို့နေရေးကလည်းငါကိုမောင်းနေသွားမိသားစုတန်ရောစင်ဆိုတာကြီးကလည်းရဲ့နောင်ထအဲ့တော့အလုံးတွေမှာညနေရောက်ရင်တွေးမိလာတဲ့အိမ်ပြန်ချိန်နွမ်းလျန်းနေများဘာကိုရွေးချယ်မလဲအခိုက်တန်လေးတစ်ခုလားရေရှည်တွင်စဉ်းစားရေရှည်တွင်စဉ်းစား